بسم الله الرحمن الرحيم ကျွန်တော်ရဲ့နဘောတခင်ကျေးဇူးတော်ရှင်ဓမ္မနမြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာလမ်းမြရမဇန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုသတိပေးတာပါမင်းတို့လမ်းမြရမဇန်ရဲ့ဖဇီလတ်တွေကိုလိုချင်တယ်လမ်းမြရမဇန်မှာအလ္လာဟ်ရှင်မြတ်ပေးအပ်တဲ့တာဝန်ဝတ္တရားတွေကိုကျေပွန်စွာထမ်းဆောင်နေတယ်လမ်းမြရမဇန်မှာဓမ္မနမြတ်ကြီးဆလ္လာလာအလိုင်ဝါဆလမ်ပြဋ္ဌာန်းခဲ့တဲ့လမ်းစဉ်အတိုင်းစနစ်တကျရှောင်လန်းခြင်းတယ်ဆိုရင်တော့မင်းတို့မှာဆဘာဆိုတာလိုပါတယ်ပညာရှင်တွေကဒီကနေဗာမိန့်ကြားလဲဆိုတော့ဂျမ်းမြတ်ကုရ်အာန်နဲ့ဟာဒီသ်တော်တွေကိုကိုးကားပြီးတော့ဒီဟာဒီသ်ကိုကြည့်ပြီးတော့ပညာရှင်တွေမိန့်တယ်အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့လူသားတွေကိုဂျန်နတ်ကိုသွားဖို့အတွက်လမ်းတစ်ခုအလ္လာဟ်ပေးထားတယ်တစ်ခုကတော့ရှုကရရဲ့လမ်းတစ်ခုကတော့ဆော့ဘရရဲ့လမ်းရှုကရဆိုတာကကိုချင်တဲ့အရာတွေတွေ့ကြုံနေရတယ်ရရှိနေတယ်စံစားနေရတယ်ဆိုရင်အလ္လာဟ်ကိုကျေးဇူးတင်မယ်လာအင်ရှကရတုမ်လာအဇီဒန်နကွမ်အလ္လာဟ်ရှင်မြတ်ကိုကျေးဇူးတင်တဲ့လူကိုအလ္လာဟ်ကပို့ပြီးတော့ချီးမြှင့်ဒုနီယာရဲ့နေမတ်ကိုအလ္လာဟ်ချီးမြှင့်တဲ့ပုံမှာကျွန်တော်တို့အလ္လာဟ်ကိုကျေးဇူးတင်နေဆိုရင်အလ္လာဟ်ပို့ပြီးတော့မှအာခီရတ်ရဲ့တည်မြဲတဲ့နေမတ်ကိုအလ္လာဟ်ချီးမြှင့်ဒါအလ္လာဟ်ဘက်ကနေတိုးတက်ချီးမြှင့်ခြင်းပဲထိုနည်းတကောင်းပဲလူတစ်ယောက်ကကိုယ်နဲ့လောကမှာစိတ်အခမ်းမတင်စရာတွေစိတ်ဒုက္ခရောက်စရာတွေကိုယ်ဒုက္ခရောက်စရာတွေစိတ်ဆင်းရဲကိုယ်ဆင်းရဲကိစ္စတွေကြုံတွေ့ရတယ်ဆိုရင်လည်းပဲအလ္လာဟ်ရှင်မြတ်ကိုတော်လှန်ပုံကန်ခြင်းမပြုဘဲနဲ့ကျေးဇူးကမ်းခြင်းမပြုဘဲနဲ့သူဟာဆဘာလို့ခေါ်တဲ့ခန္တီတရားကိုလက်ကင်ထားမယ်သူဒီမရက်တီပြီးတော့မှသူဟာဒီကိစ္စတွေကိုရင်ဆိုင်မယ်ဆိုရင်အလ္လာဟ်ရှင်မြတ်ကလည်းပဲသူ့ကိုဒီဆဘာလက်ကင်ထားတဲ့ပုံမှာဂျမ်းမြတ်ကုရ်အာန်ထဲမှာတရင်ငုံပေးတော်မူတယ်အင်နလ္လာဟ်မအဆာဘီရီန်ဆဘာတရားလက်ကင်ထားတဲ့လူတွေနဲ့အတူတူအလ္လာဟ်ရှင်မြတ်ကရှိနေပါတယ်သိကြတယ်ဘယ်သူနဲ့အတူအလ္လာဟ်ရှင်မြတ်ကရှိနေလဲအဲ့ဒီလူဟာဒုနီယာမှာလည်းအောင်မြင်မှုရမယ်အာခီရတ်မှာလည်းအောင်မြင်မှုရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့လူသားတွေအစ္စလာမ်တာနာဝင်နေဂျန်နတ်သွားဖို့အတွက်အလ္လာဟ်ကလမ်းနဲ့တွေ့ပေးထားတယ်တစ်ခုကတော့ရှုကရရဲ့လမ်းနောက်တစ်ခုကတော့ဆဘာရဲ့လမ်းပြီးတဲ့နောက်ပိုင်းမှာအလ္လာဟ်ရှင်မြတ်ကတမန်တော်မြတ်ဆလ္လာလာအလိုင်ဝါဆလမ်ကကျွန်တော်တို့ကိုလာမီယာရမဇန်နဲ့ပတ်သက်ပြီးတော့အထူးတလဲမိတ်နေဝဟူဝါရှာဟရုဆဘဒီလာမီယာရမဇန်ဟာဆဘာတရားလက်ကင်ထားတဲ့လဆိုတော့ပညာရှင်တွေပြောတယ်ကျန်တဲ့တရား17လလုံးကဒါကျွန်တော်တို့ရှုကရရဲ့လပဲကျန်တဲ့17လလုံးမှာအလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုတက်တောင့်တက်တာနေခွင့်ပေးတယ်စားခြင်းတဲ့အချိန်မှာစားခွင့်ပေးတယ်တောက်ခြင်းတဲ့အချိန်မှာတောက်ခွင့်ပေးတယ်အဲ့ဒီပုံမှာကျွန်တော်တို့ဟာ17လလုံးအလ္လာဟ်ရှင်မြတ်ကိုကျွန်တော်တို့ကကျေးဇူးတွေတင်နေမယ်လာမီယာရမဇန်တလရောက်လာတဲ့အခါကျရင်တော့ကျွန်တော်တို့ကိုအလ္လာဟ်ရှင်မြတ်ကနေခြင်းသလိုနေခွင့်မပေးတော့သလိုမျိုးပဲကျွန်တော်တို့ကိုစားခြင်းတဲ့အချိန်မှာစားခွင့်တောက်ခြင်းတဲ့အချိန်မှာတောက်ခွင့်မပြုဘဲနဲ့စားခြင်းတွေတောက်ခြင်းတွေကျွန်တော်တို့ရဲ့ဇနီးတွေနဲ့နေထိုင်မှုပြုခြင်းတွေမှာအလ္လာဟ်ရှင်မြတ်ကအချိန်ကာလတစ်ခုကန့်တက်လိုက်တယ်ဒီပေါ်မှာကျွန်တော်တို့ဟာဆဘာတရားကိုလက်ခံထားရတာပါအဲ့တော့လူတစ်ယောက်မှာဆဘာလက်ရှိမယ်လူတစ်ယောက်မှာရှုကရလက်ရှိမယ်ဆိုရင်ဒါဟာဒီလူဟာပြီးပြည့်စုံတဲ့လူသားဖြစ်တယ်အလ္လာဟ်ရှင်မြတ်ချီးမြှင့်မဲ့အောင်မြင်မှုကိုရရှိနိုင်တဲ့လူသားတစ်ခုဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ဆိုရင်အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုရှုကရရဲ့လမ်းကြောင်းကနေပြီးတော့လေဂျန်နတ်ကိုသွားစေခြင်းနဲ့ဆဘာရဲ့လမ်းကြောင်းကနေပြီးတော့လေဂျန်နတ်ကိုအရောက်ပို့စေခြင်းနဲ့ဂျန်နတ်အတွက်သွားလို့ရတဲ့လမ်းတွေအားလုံးကိုအလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုဖွင့်လှစ်ပေးထားခြင်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အလ္လာဟ်ကကျွန်တော်တို့ကိုရှုကရရဲ့အခွင့်အရေးတွေလောကမှာပေးတယ်အလ္လာဟ်ရှင်မြတ်ကဆဘာကိုလည်းပဲကျွန်တော်တို့ကိုရင်ဆိုင်တွေ့ကြုံစေရပါတယ်အဲ့တော့အထူးတစ်ဖြစ်ဂျန်တဲ့17လလုံးဒီပြန်ကြည့်မယ်ဆိုရင်စားခြင်းတောက်ခြင်းကျွန်တော်တို့နေထိုင်မှုတွေမှာအလ္လာဟ်ရှင်မြတ်ကလွတ်လပ်စွာကျွန်တော်တို့ကိုပေါင်းထဲကနေခွင့်ပြုထားတယ်လာမီယာရမဇန်ရောက်လာတဲ့အခါမှာကျတော့အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုကန့်တတ်မှုတွေလုပ်လိုက်အဲ့တော့အလ်ဟမ်ဒူလ illah အလ္လာဟ်ရှင်မြတ်ရဲ့ကျေးဇူးတော်နဲ့ကျွန်တော်တို့ဟာကျန်တဲ့17လလုံးကိုရှုကရအလ္လာဟ်ကိုကျေးဇူးတင်ရင်းနဲ့ပဲကျွန်တော်တို့ဖြတ်တန်းပြီးသွားပြီဒီတလဟာအလွန်တရာမှနည်းပါပါတယ်ဂျမ်းမြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်ကရိုဇာရဲ့အမိန့်ကိုပေးပြီးတဲ့နောက်ပိုင်းမှာအလ္လာဟ်ရှင်မြတ်မိန့်နဲ့အယယာမမာအဒူဒတ်မင်းတို့ကိုတလရိုဇာထားဆိုတော့မင်းတို့ဟာတအားကိုများပြားတယ်လို့မင်းတို့ထင်နေတာမဟုတ်ဘူးနော်အယယာမမာအဒူဒတ်ဂိနေဟူချန်ဒဒင်နဲပါလာတဲ့ရည်တွက်လို့ရတဲ့နေ့တွေပါဒီနေ့ကတော့ရမဇန်1ရက်ဖြစ်တယ်ဒီနေ့ကတော့2ရက်ဖြစ်တယ်စသဖြင့်ဟူလက်ဒီလက်နဲ့ရည်တွက်ရင်းနဲ့ပဲမိတ်ဆွေတို့ကျွန်တော်တို့အားလုံးအတွေ့အကြုံရှိကြပါတယ်လာမီယာရမဇန်ဟာခဏလေးပဲကျွန်တော်တို့ကုံဆုံးသွားပါတယ်အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့အတွက်ဒီလာမီယာရမဇန်ကိုတအားကိုရှေးကြတယ်ဆိုတဲ့ခံစားချက်လည်းအလ္လာဟ်မဖြစ်ပေါ်စေပါဘူးအဲ့တော့အဲ့လိုဘာမှမဟုတ်တဲ့ဒီရက်လေးတွေမှာပဲအလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုခန္တီတရားထားပြီးတော့မှကြံ့ခိုင်မှုတရားလက်ကင်ထားပြီးတော့မှဆဘာတရားထားပြီးတော့မှအလ္လာဟ်ရဲ့အမိန့်တွေကိုနာခံစေတာပါ
ဒါကိုကျွန်တော်ရဲ့နဘဝတခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကကျွန်တော်တို့ကိုမိန့်ခဲ့တာ17လလုံးမင်းတို့ဇိမ်နဲ့နေပြီးသွားပြီအလ္လာဟ်ကိုကျေးဇူးတင်ဝင်ရပြီးသွားပြီဒီတလတော့အလ္လာဟ်ရဲ့အမိန့်ကိုနာခံပြီးတော့မင်းတို့ဆဘရတရားကိုလက်ကင်ထားပါဝဟူဝရှာဟရုဆဘရဒီလဟာဆဘရတရားလက်ကင်ထားရတဲ့လဖြစ်ပါတယ်တဲ့ဝဆဘရုသဝါဘူဟ်ဂျန်နာရှေ့ဆက်ပြီးတော့တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်မိန့်နေဆဘရလက်ကင်တရားထားတယ်ဆိုရင်တဲ့အဲ့ဒီဆဘရရဲ့သူ့ရဲ့ဆဝါဘ်ကဂျန်နတ်ပဲသူ့ရဲ့ဆဘရသူ့ရဲ့အကျိုးကုသိုလ်ဟာဂျန်နတ်ပဲအလ္လာဟ်ရှင်မြတ်ကျွန်တော်တို့ကိုချီးမြှင့်ထားတဲ့အီမန်မှာအစိပ်ပိုင်းနှစ်ခုပဲရှိတယ်တစ်ခုကတော့ရှုကရ်တစ်ခုကတော့ဆဘရ်အလ်အီမာနူနစ်ဖွန်ဆဘရ်ဝနစ်ဖွန်ရှုကရ်အီမန်ကအစိပ်ပိုင်းနှစ်ခုပဲရှိတစ်ခုကတော့ဆဘရ်ဖြစ်တယ်တစ်ခုကတော့ရှုကရ်ဖြစ်တယ်အလ္လာဟ်ရှင်မြတ်တားမြစ်ထားတဲ့အရာဝတ္ထုတွေကိုရှောင်တဲ့နေရာမှာကိစ္စတွေကိုရှောင်တဲ့နေရာမှာကျွန်တော်တို့ဆဘရ်လုပ်မယ်ထိုနည်း၎င်းမဲ့အလ္လာဟ်ရှင်မြတ်ရဲ့အမိန့်ပညာချက်တွေကိုလိုက်နာကျင့်သုံးပြီးတော့မှကျွန်တော်တို့အလ္လာဟ်ရှင်မြတ်ကိုရှုကရ်လုပ်အဲ့တော့ရှုကရ်လက်ကင်ထားတဲ့လူကိုလည်းပဲအလ္လာဟ်ဂျန်နတ်ပို့မယ်ဆဘရ်တရားလက်ကင်ထားတဲ့လူကိုလည်းအလ္လာဟ်ဂျန်နတ်ပို့မယ်အဲ့တော့ကျွန်တော်တို့ရဲ့နဘဝတခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်မိန့်နေဝဆဘရုသဝါဘူဟ်ဂျန်နာဒီဆဘရ်တရားလက်ကင်ထားတယ်ဆိုရင်တော့အင်ရှာလာတည်ကြတယ်သူရဲ့ဆဝါဘ်ကဂျန်နတ်ဖြစ်တယ်ဒါမြတ်ရမန်တလာကိုဆဘရ်လုပ်ပြီးတော့မှအလ္လာဟ်ရှင်မြတ်ပေးအပ်တဲ့တာဝန်ဝတ္တရားတွေကိုခြေပွန်မယ်အလ္လာဟ်တားထားတဲ့အရာတွေကိုရှောင်ကျဉ်မယ်ဆိုရင်သူရဲ့ဆဝါဘ်အနေနဲ့အကျိုးကုသိုလ်အနေနဲ့ကျွန်တော်တို့လိုအပ်ဆုံးအရာဖြစ်တဲ့အလိုချင်သောအရာဖြစ်တဲ့ဆဝါဘ်ဂျန်နတ်ကိုအလ္လာဟ်ရှင်မြတ်ကဆဝါဘ်အကျိုးကုသိုလ်အနေနဲ့ချီးမြှင့်မှာဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကမိန့်နေဝါရှာဟရုလ်မူဝါဆတ်လာမြတ်ရမဇန်ဆိုတာကတကယ်တော့မျှဝေခံစားရတဲ့လတွေဖြစ်ပါတယ်လာမြတ်ရမဇန်မှာနေ့အချိန်ကာလမှာကျွန်တော်တို့ကိုအလ္လာဟ်ရှင်မြတ်ကအငတ်ထားပြီးတော့မှစားခြင်းတောက်ခြင်းဆိုတဲ့ကိစ္စတွေကနေတားမြစ်ပြီးတော့မှတစ်ဖက်မှာကျွန်တော်တို့ရဲ့စိတ်ရိုင်းနေကိုအလ္လာဟ်ရှင်မြတ်ကချိုးနှိမ်ပြီးဒီစိတ်ကအမြဲတမ်းဝါလင်းနေတယ်ဆိုရင်ဒီစိတ်ကအမောက်ထောင်နေတဲ့မကောင်းတဲ့ဘက်ကိုပဲအမြဲတမ်းတွန်းပို့တာအဇာယူဆုဖ်အလိုင်ဆလမ်ရဲ့မိန့်ကြားချက်လေးကျမ်းမြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်ကမိန့်ကြားခဲ့တယ်ဝါမာဥဘရီဥနဖ်စီအင်နန်နဖ်ဆလာအမ်မာရတုမ်ဘစ်ဆူအဇာယူဆုဖ်အလိုင်ဆလမ်မိန့်နဲ့ငါရဲ့နဖ်ဆနဲ့ပတ်သက်ပြီးတော့ငါရဲ့စိတ်ရိုင်းနဲ့ပတ်သက်ပြီးတော့ငါဟာကင်းစင်တယ်သူကအပြစ်ကင်းပါတယ်လို့မပြောဘူးအင်နန်နဖ်ဆလာအမ်မာရတုမ်ဘစ်ဆူလူရဲ့စိတ်ဆိုတာကအလွန်တရာမှမကောင်းတဲ့ဘက်ကိုတွန်းပို့တဲ့အရာဖြစ်တယ်ဒီစိတ်ကပဲလူသားကိုဖျက်ဆီးစေတာဖြစ်တယ်ဒီစိတ်ကပဲလူသားကိုအပေါ်ကနေထိတ်ဆုံးကနေအောက်ကိုတွန်းပို့ပေးတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီစိတ်ရိုင်းကိုချုံးအုပ်နိုင်တယ်ဆိုတဲ့လူဟာအောင်မြင်မှုရတယ်ဒီစိတ်ရိုင်းရဲ့ခိုင်းစရာအနောက်ကိုတကောက်ကောက်ပါအောင်လိုက်သွားတဲ့လူဟာ